အားလုံးပဲမင်္ဂလာပါမြန်မာဖူးရီဆန္ဒပေးရနေပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ကတော့ဝတ်သားနဲ့ပုံရည်ကြီးကိုလက်ပံကောင်းလေးနဲ့ရောပြီးချက်မှာပဲဖြစ်ပါတယ်ရင်ဦးဆုံးဝတ်သားလေးတွေကိုကိုစိတ်ကြအတုံးလေးတွေတုံးထားလိုက်ပါမယ်ပြီးရင်တော့ရေတန့်စင်အောင်ဆေးပြီးတော့အရသာအတွက်စားဟင်းညမုံစနင်းလေးထည့်လိုက်ပါမယ်ထည့်ပြီးရင်တော့ခဏနေပြီးတော့အရသာနှက်ထားလိုက်ပါမယ်ရှင်လက်ပံကောင်းလေးတွေကိုလည်းရေစင်ပြီးတော့ပြောင်းစေထားလိုက်ပါမယ်စီပူလာပြီဆိုတော့လည်းကျုံဒီထည့်မယ်စနင်းထည့်မယ်ကျင်းကျက်သွံမျိုးလေးထည့်ပြီးတော့စီလေးခဏတက်ထားလိုက်ပါမယ်ပြီးရင်တော့ပုံးရည်ကြီးလေးတွေကိုပါထည့်ပြီးတော့တခါတည်းစီတက်လိုက်ပါမယ်ဒီနေရာမှာပုံးရည်ကြီးလေးကိုစီတက်ထည့်ရတော့အနံလေးအရမ်းမှုစေပါတယ်ကဲပုံးရည်ကြီးလည်းစီတက်ပြီးပြီဆိုရင်တော့ခုနလုံးထားတဲ့ဝတ်သားလေးတွေကိုတခါတည်းထည့်ပြီးတော့ရောလိုက်ပါမယ်ပြီးရင်တော့ရေလေးနည်းနည်းထည့်ပြီးတော့ခဏအုပ်ထားလိုက်ပါမယ်ကဲစူသားပြီးစူတာနဲ့ခုနရေဆေးထားတဲ့လက်ပံကောင်းလေးတွေကိုထည့်လိုက်မယ်ပြီးရင်တော့ဝတ်သားလက်ပံကောင်းလေးရောပြီးဖို့အတွက်ရေလေးထပ်ထည့်လိုက်ပါမယ်ခဏအုပ်ထားလိုက်မယ်ကဲစီလေးလည်းပြန်လာပြီဝတ်သားလေးရောလက်ပံကောင်းလေးရောပြီးပြီရသာလေးကလည်းကိုယ်စိတ်တိုက်ဖြစ်ပြီဆိုရင်တော့သုံးဆောင်လို့ရပါပြီရှင်ချစ်တဲ့ငယ်ချင်းတို့အားလုံးလည်း like ချက်ဆက်ကြည့်ကြပါဦးရှင်နောက်ဗီဒီယိုလေးတွေလာရင်လည်းအပေးကြပါဦးနော်အားလုံးပဲကျေးဇူးတင်ပါတယ်